တင်ဟာဖုန်းကိုနေ့တိုင်းအသုံးပြုနေသူတယောက်ဆိုရင် VPN ဆိုတဲ့စကားလုံးကိုတစ်ခါမဟုတ်တစ်ခါတော့ကြားဘူးမှာပါတချို့လူတွေက VPN ကိုအသုံးပြုပြီး website တွေဝင်ကြတယ်တချို့က APP တွေသုံးတဲ့အခါ VPN ဖွင့်ထားကြတယ်ဒါပေမဲ့မေးစရာတစ်ခုရှိပါတယ် VPN ကိုအမြဲဖွင့်ထားရင်ပိုလုံခြုံသွားမလားဒါမှမဟုတ်ဖုန်းထဲက APP တိုင်းကို VPN နဲ့ပဲအသုံးပြုဖို့လိုအပ်သလားဒီနေ့ဗီဒီယိုမှာတော့ VPN ဆိုတာဘာလဲဘယ်အချိန်မှာအသုံးဝင်လဲအမြဲဖွင့်ထားရင်ဘာတွေဖြစ်နိုင်လဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အဆုံးထိကြည့်ပေးပါဘာကြောင့်လဲဆိုတော့ VPN သုံးတဲ့အခါလူအများမသိသေးတဲ့အချက်တချို့ရှိနေလို့ပါအခုလိုမျိုးတန်မိုးကြည့်တဲ့မှတ်သားဖွယ်ရာဗဟုသုတတွေမို့လို့တိတိကျကျလေးလိုက်ကြည့်ပေးပါနံပါတ်1 VPN ဆိုတာဘာလဲ VPN ဆိုတာ Virtual Private Network ရဲ့အတူကောက်ဖြစ်ပါတယ်ရိုးရိုးပြောရရင် VPN ကတင်ဖုန်းနဲ့အင်တာနက်ကြားမှာလုံခြုံတဲ့လမ်းကြောင်းတစ်ခုဖန်တီးပေးတဲ့နည်းပညာတစ်ခုပါပုံမှန်အင်တာနက်သုံးတဲ့အခါတင်ရဲ့ connection အချက်လက်တွေကို Internet Service Provider တွေကမြင်နိုင်ပါတယ် VPN အသုံးပြုလိုက်တဲ့အခါတင်ရဲ့ Internet လမ်းကြောင်းကို VPN server တစ်ခုကနေဖြတ်တန်းသွားစေပါတယ်ဒါကြောင့်တင်ရဲ့တကယ် location နေရာကိုဖုံးကွယ်နိုင်ပြီးတချို့သော privacy ပိုင်းတွေမှာအကူအညီဖြစ်စေပါတယ်ဒါပေမဲ့ VPN ကတင့်ကိုအင်တာနက်ပေါ်မှာလုံးဝမမြင်ရအောင်လုပ်ပေးတဲ့မှော်ကရိယာတစ်ခုတော့မဟုတ်ပါဘူး။နံပါတ်2 VPN ရဲ့အသုံးဝင်တဲ့အချက်များ Public Wi-Fi သုံးတဲ့အချိန် coffee ဆိုင်လေဆိပ်ဟိုတယ်တွေမှာရတဲ့ Public Wi-Fi တွေကိုအသုံးပြုတဲ့အခါသတိထားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့တချို့ network တွေကလုံခြုံမှုနည်းနိုင်ပါတယ်။ VPN ကတင့် connection ကိုကာကွယ်ဖို့အပိုးကာကွယ်တစ်ခုအဖြစ်ကူညီပေးနိုင်ပါတယ်။နေ့ကိုယ်နိုင်ငံမှာမရနိုင်တဲ့ context တွေကြည့်ချင်းတချို့ website ဒါမှမဟုတ် service တွေဟာနိုင်ငံအလိုက်ကန့်သတ်ထားတာတွေရှိပါတယ်။ VPN အသုံးပြုခြင်းအပြင်တချို့နေရာတွေမှာ location ပြောင်းသလိုအသုံးပြုနိုင်ပါတယ်။ဒါပေမဲ့ service တစ်ခုချင်းစီရဲ့စည်းမျဉ်းတွေကိုလိုက်နာဖို့လိုပါတယ်။3 privacy ပိုင်းအတွက်နေ့တိုင်း internet သုံးတဲ့အခါ search လုပ်တာတွေ website ဝင်တာတွေဟာ digital footprint တွေကျန်နိုင်ပါတယ်။ VPN ကဒီအချက်တွေကိုရှော့ချဖို့အကူအညီဖြစ်နိုင်ပါတယ်။အထူးသဖြင့်အများသုံး network တွေမှာအသုံးဝင်ပါတယ်။နံပါတ်3 VPN ကိုအမြဲဖွင့်ထားရမလားအခုလူအများမေးတဲ့မေးခွန်းကိုဖြေကြည့်ပါမယ် VPN ကို24နာရီအမြဲဖွင့်ထားဖို့လိုအပ်သလားအဖြေကတော့လူတိုင်းအတွက်မလိုအပ်ပါဘူး VPN ကိုအမြဲဖွင့်ထားရင်အချို့အခြေအနေတွေမှာအဆင်မပြေတာတွေဖြစ်နိုင်ပါတယ်ပထမချက်က အင်တာနက်မြန်နှုန်းပါ VPN server ကနေတဆင့် connection သွားရတာကြောင့်တချို့အချိန်တွေမှာအင်တာနက်အမြန်နှုန်းလျော့နိုင်ပါတယ်ဒုတိယအချက်က battery ပါVPN ကနောက်ွယ်မှာအလုပ်လုပ်နေရတာကြောင့် battery ပိုသုံးနိုင်ပါတယ်။တတိယအချက်က APP တချို့ပါ။ Banking APP တွေ location လိုအပ်တဲ့ APP တွေက VPN ဖွင့်ထားရင်တချို့အခါအလုပ်မလုပ်တာမျိုးဖြစ်နိုင်ပါတယ်။ဒါကြောင့် APP တိုင်းဝင်တဲ့အခါ VPN အမြဲဖွင့်ထားရမယ်ဆိုတာမမှန်ပါဘူး။နံပါတ်4ဘယ်အချိန် VPN ဖွင့်တင်လဲ။ VPN ကိုဒီလိုအချိန်တွေမှာအသုံးပြုရင်ပိုကောင်းပါတယ်။ပထမချက် Public Wi-Fi အသုံးပြုတဲ့အချိန်ဒုတိယချက် privacy ပိုလိုအပ်တဲ့အချိန်တတိယချက် location ကန့်သတ်ထားတဲ့ website တွေကိုအသုံးပြုဖို့လိုတဲ့အချိန်ဒါပေမဲ့ VPN APP ရွေးချယ်တဲ့အခါသတိထားဖို့လိုပါတယ်အခမဲ့ VPN တချို့ကကြော်ညာများနိုင်တယ်လို့ privacy ဘိုင်းမှာလည်းတေချာစစ်ဆေးဖို့လိုပါတယ် VPN ဆိုတာကလုံခြုံရေးအတွက်အသုံးဝင်တဲ့ကိရိယာတစ်ခုဖြစ်ပေမဲ့ယုံကြည်ရတဲ့ service ကိုရွေးချယ်ဖို့အရေးကြီးပါတယ်နံပါတ်5လူအများမှယုံကြည်နေတဲ့ VPN အကြောင်းVPN ရှိရင် virus မဝင်တော့ဘူးလို့ထင်တဲ့သူတွေရှိပါတယ်။ဒါကမမှန်ပါဘူး။ VPN က virus ကာကွယ်တဲ့ antivirus မဟုတ်ပါဘူး။မတေချာတဲ့ list တွေကိုနှိပ်တာအန္တရာယ်ရှိတဲ့ file တွေ download လုပ်တာတွေကနေတော့သတိထားဖို့လိုပါတယ်။နောက်တစ်ခုက VPN သုံးရင် internet လုံးဝမြန်သွားမယ်ဆိုတာလည်းမမှန်ပါဘူး။ VPN ရဲ့အဓိကရည်ရွယ်ချက်ကစက်ပိတ်တိုးဖို့မဟုတ်ပဲ privacy နဲ့ security ဘိုင်းကိုအထောက်အကူပြုဖို့ဖြစ်ပါတယ်။ဒါဆို VPN ကိုအမြဲဖွင့်ထားဖို့လိုအပ်သလား။အဖြေကတော့မလိုအပ်ပါဘူးကိုလိုအပ်ချက်နဲ့ကိုက်ညီတဲ့အချိန်မှာအသုံးပြုတာကအကောင်းဆုံးဖြစ်ပါတယ် VPN ကအသုံးဝင်တဲ့နည်းပညာတစ်ခုဖြစ်ပေမဲ့မှန်ကန်တဲ့နည်းလမ်းနဲ့အသုံးပြုဖို့အရေးကြီးပါတယ်ဒီဗီဒီယိုကိုအသုံးဝင်တယ်လို့ထင်ရင် like လုပ်ပေးပြီးနောက်ထပ်နည်းပညာဆိုင်ရာအကြောင်းအရာတွေသိချင်ရင် channel ကို subscribe လုပ်ထားပေးပါဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်